င်္ဂလာပါနေ့ကျွန်တော် sharing လုပ်ပေးချင်တာကတော့ဒီ YouTube ကနေပြီးတော့ subtitle တွေကိုမှဆိုရင်ခုလိုမျိုး In a garage, Charlie recap ကနေဆိုရင်ကျွန်တော်တို့ဒီ subtitle တွေဘယ်လိုယူမလဲဆိုတာကိုကျွန်တော် sharing လုပ်ပေးပါမယ်အဲ့တော့ in a garage, Charlie's repairing the plane that his wife Sarah gifted him. ဒီမှာဆိုရင်သူ့ရဲ့ original subtitle တွေပါတယ်ပေါ့အဲ့ဒီ subtitle တွေကဘယ်ကနေဘယ်လိုယူမလဲဆိုတော့ကျွန်တော်တို့ပထမဆုံးဒီ YouTube မှာ download လုပ်ဖို့အတွက်ကျွန်တော် tool လေးတစ်ခုထည့်ရမယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ YouTube video download YouTube subtitle downloader ဒီလိုလေးရှာလိုက်ပေါ့အဲ့မှာဆိုရင်ကျွန်တော်တို့ဒီ Chrome Web Store ဒီကောင်လေးပေါ့ဒီပုံလေးမှတ်ထားလိုက်ပေါ့ဒီပုံလေးနဲ့ဟာကိုကျွန်တော်တို့ add to Chrome နှိပ်လိုက်မယ်ပြီးတော့ add extension နှိပ်လိုက်မယ်အဲဆိုရင်ဒီလိုမျိုးပေါ်လာရင်ဆိုကျွန်တော်တို့ရပြီပေါ့ဟုတ်ပြီအဲ့တော့အခုဒီ YouTube မှာဆိုကျွန်တော်တို့ဘာမှမပေါ်သေးဘူးအဲ့ဒါကိုပြန်ပြီးတော့ refresh လေးနှိပ်လိုက်မယ် In a garage, Charlie's ဒီ repairing မှာဆိုရင်ကျွန်တော်တို့ဒီခုန download လုပ်ထားတဲ့ YouTube subtitle download တာလေးပေါ်လာပြီပေါ့အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့နှိပ်လိုက်ရင်ဘေးကနေပြီးကျွန်တော်ပေါ်လာမယ်ပေါ့ဒီမှာဆိုရင်သူ့ရဲ့ subtitle လေး video လေးကိုဖွင့်ပြီးတော့ the plane that his wife Sarah gifted him on his birthday. Sarah interrupts him to tell him အဲ့ဒီကောင်လေးကိုကျွန်တော်တို့ download လုပ်လို့ရတယ်ပေါ့ဒီကောင်လေးကို download ဆိုရင်ကျွန်တော်တို့ဒီ file လေးတစ်ခု download ဆွဲထားပြီအဲ့တော့ကျွန်တော်တစ်ခုနဲ့ဖွင့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ခုနဒီ video လေးရဲ့ subtitle လေး download ဆွဲလို့ရပြီအဲ့တော့တစ်ခါလေကြာရင်ကျွန်တော်တို့ကဒီ subtitle တွေကို translate လုပ်ချင်တယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ဘယ်ဘာသာကိုပြောင်းလို့ရလဲဆိုတော့ကျွန်တော်ရွေးလို့ရတယ်ဥပမာဗမာဘာသာကိုပြောင်းမယ်ဆိုရင်မီ style ရှာလိုက်မယ်ဒါဆိုရင်ခဏလောက်ဆောင်းလိုက်ရင်သူကနေပြီးတော့ဗမာလိုတွေပါထွက်လာတယ်ဒီကောင်နောက်တစ်ခေါက် download ဆွဲကြည့်မယ်ဆိုရင်ကျွန်တော်တို့ဗမာလိုပါလာပြီ okay တခါလေကြာရင်ကျွန်တော်တို့ကဒီမှာဆိုတော့2မျိုးလုံးရေးထားတယ်ပေါ့2မျိုးလုံးဗမာရောအင်္ဂလိပ်ရော2မျိုးလုံးရေးထားတယ်ကျွန်တော်တို့တခါလေကြာရင်ဒီကောင်ဗမာတစ်ခုပဲလိုချင်တယ်ဆိုရင်ဒီမှာဆိုရင် setting ထဲကိုသွားလိုက်မယ် setting ထဲကနေပြီးတော့ဒီမှာဆိုတော့ dual subtitle ဟိုဒါ dual ဆိုတာနှစ်ခုပေါ့ subtitle ဆိုတာစာတန်လို့နှစ်ခုရဲ့အဆင့်ကိုတော့ original ရင်လာခြင်းလားoriginal ရင်လားဒါမှမဟုတ် translate လုပ်ထားတာကိုရင်လုပ်ချင်တာလားဒါမှမဟုတ်လဲ original တစ်ခုပဲလားဒါမှမဟုတ်လဲ translate တစ်ခုပဲလား translate ဆိုတော့ခုဗမာလို translate လုပ်ထားတဲ့ဗမာလိုမျိုးပါအဲ့တော့ download format နဲ့ download ကဘယ်လိုမျိုး download လုပ်မလဲဒါဆို VTT ရှိရယ် SRT ရှိရယ် TXT ရှိရယ်အခု TXT လေးနဲ့ဆန်းကြည့်မယ်ပေါ့ကျွန်တော်တို့ TXT လေးကိုရွေးလိုက်တယ်ပြီးတော့အပြင်ကိုနှိပ်လိုက်တယ်ပြီးတော့ download ပြန်နှိပ်လိုက်တယ်အဲ့ဒီမှာဆိုတော့ TXT file လေးထွက်လာပြီပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ပို့ပြီးတော့ဗမာလိုရေးထားတာတွေကိုပို့ပြီးတော့လွယ်လွယ်ကူကူတွေ့နိုင်တယ်ဒီဟာတွေကဘယ်မှာအသုံးပြုလို့ရလဲဆိုတော့ကျွန်တော်တို့ဒီ Google AI Studio မှာတွားပြီးတော့ကျွန်တော်ဒီကောင်လေးကိုပြန်ဖတ်ပြီးတော့ဒီကောင်ကိုဗမာလိုပြန်ပြီးတော့ဖတ်ခိုင်းလို့ရဥပမာကျွန်တော်ခုနဆန်းလုပ်ထားတာဆိုရင်ဒါဆိုရင်ခုနကနေပြီးတော့ download ဆွဲထားတဲ့ movie လေးပဲအဲ့ကောင်ကိုပဲကျွန်တော်တို့ဒီမှာပြန်ပြီးတော့Google AI Studio ကနေပြီးတော့အတန်ဖတ်ခိုင်းလိုက်တယ်ပေါ့အတန်ဖတ်ခိုင်းလိုက်တော့ကျတော့သူကဗမာလိုမျိုးဖတ်ပြီးတယ်အဲ့တော့တခိုးများသည် digital ပိုင်ဆိုင်ခံခွေးကုမ္ပဏီတစ်ခု၏ရုံးခန်းများကိုသိမ်းပိုက်နေကြသည်ဝန်ထမ်းနိုင်ငံရဲအဲ့တော့ဒီနေ့ sharing လုပ်ပေးချင်တာတော့ဒီရပါပဲကျေးဇူးတင်ပါတယ်